ဒီ Odyssey ကားကိုမကြည့်ခင်မှာ try ကားကိုကြည့်တယ်ဆိုတော့ကျွန်မကြည့်အခုမှကြည့်ဖြစ်တယ်ပေါ့နော်try ကားကိုကျွန်မကြိုက်ရတဲ့အကြောင်းရင်းမှာကားထဲမှာဆိုရင်နက်ဖျားတွေကိုအစုံမဲ့ပြောမယ်ဆိုရင်အုံနောက်သုံးသက်မှုမရှိဘဲနဲ့ပေါ့နော်အဲ့ဒါထုံကြည့်လို့အားကြီးတဲ့အခါမှာဘာဖြစ်တတ်လဲဆိုတာကိုထည့်သွားရင်ကျွန်မခံစားရတယ်နောက်ပြီးတော့ Akihi ဆိုတဲ့ဒီ is the စကားပုံလေးကဘာကြောင့်ဖြစ်လာလဲဆိုတဲ့အကြောင်းမှာကျွန်မဒီဇလန်ကြီးမှာပဲသိခဲ့ရတယ်try နိုင်ငံနဲ့ Sparta နိုင်ငံတွေကသူတို့ကမချစ်ကြည်ယူနေတဲ့အချိန်မှာပြောမယ်ဆိုရင်ဒီဘက်ကညီကိုနှစ်ယောက်ကဟိုဘက်ကိုသွားလေတဲ့အချိန်မှာဟိုဘက်ကသူတို့အဲ့ခံနဲ့အဲ့ချိန်မှာဟိုဘက်ကဘယင်းရဲ့မိန်းမကိုသူ့ညီကပုံကြောင်ပြီးတော့သူတို့ကြိုက်ပြီးတော့ခွဲနိုင်ခွာရဖြစ်ပြီးတော့ခိုးပြေးကြတယ်တင်ဘောကိုလေဘောကိုသူပြန်ချိန်မှာခိုးယူလာတယ်အဲ့ချိန်မှာသူ့ကိုကတားရင်တော့မရအောင်မရချင်စစ်ဖြစ်ကြတယ်ပေါ့ကွယ်အသေးစိတ်ကတော့ဇလန်ကြည့်လိုက်လို့ကောင်းတယ်ဆိုဒီဇလန်ကမျိုးသမီးတယောက်ကြောင့်သူတို့တွေကစစ်ပွဲဖြစ်တာဟယ်လန်ဆိုတဲ့မျိုးသမီး green မှာဆိုရင်ချောဆုံးဆိုပြီးတော့တင်စားတယ်ပေါ့သူဒီဇလန်မှာဆိုရင်သူတို့ကအဲ့လိုခိုးပြေးရင်းနဲ့မှဖြစ်လာတဲ့အချိန်မှာကျမအဲ့ချိန်မှာလေတနာဆုံးကတော့ဟတ်တာပါဟတ်တာတကယ်ကိုအုံနောက်ရှိရှိနဲ့တွဲခေါ်နိုင်တယ်ဒါပေမဲ့သူ့ရဲ့ချစ်ချင်းမြတ်တာသူ့အဖေရောဘာရောညာငဲ့စရာရှိတာငဲ့နေရတယ်ပဲဒါလည်းသူ့ရဲ့မပြတ်သားမှုလေးပါတာပေါ့ဒါပေမဲ့သူ့တနာဆုံးမှာအရန်ခံစားပြီးရင်းနဲ့နေသွားတဲ့ခံစားအခန်းတစ်ခန်းရှိရဲ့အဲ့အခန်းကကြတော့ဒီဟတ်တာကနေပြီးတော့ဒါက spoiler ဖြစ်ရင်ဖြစ်မယ်เนาะဓမ္မအဖြစ်တိပြီးတော့ကြည့်အောင်ကြည့်လို့ရပါတယ်သူ့သားကိုလုံးဝအလောင်းပြန်မပြီးဘူးပေါ့เนาะဒီဟိုကအာကီးစ်ကမပေးချိန်မှာသူဘယ်လိုပဲဖြစ်ဖခင်တယောက်အနေနဲ့သူသားအလောင်းလေးကိုပြန်လိုချင်တဲ့အတွက်ကြောင့်မို့သူကပြန်သွားတောင်းတဲ့အခန်းလေးကကျမအရှင်းနဲ့ကိုရန်ထိပါတယ်ကျမပါစက်နဲ့ဒီလိုမျိုးမိလို့မရပါဘူးတခြားကြည့်ပါအရန်ခံစားပါလိမ့်မယ်အဲ့ဒါဆိုရင်အာကီဟီဆိုတဲ့ဟာစကားပုံကဘာလို့ဖြစ်ဘန်းစကားဘာလို့ကြောင့်ဖြစ်ပေါ်လာလဲဆိုတော့ကျမအဲ့မှာသိလိုက်ရတယ်ဘယ်လိုမျိုးလဲဆိုတော့အာကီဟီကဒီသူရဲကောင်ဂရိသူရဲကောင်ပေါ့နော်တကယ်ကိုသူတို့ဒီနေ့ဒီပေါ့ကွာတန်နာကြီးရဲ့သူရဲကောင်ပေါ့သူကဘယ်သူတက်တက်မသိဘူးဘယ်သူနဲ့ fight သူနိုင်နေဒါပေမဲ့အာကီဟီဆိုတဲ့အဓိပ္ပာယ်ကကြတော့လူသုံးမဟုတ်အဖွဲ့အစည်းတစ်ခုခုရဲ့လုံးဝအသက်သွေးကြောမှအားနေချက်အားနေဆုံးနေရပေါ့အဲ့လိုမျိုးပေါ့အဲ့ဒီဟာဆိုတဲ့အဓိပ္ပာယ်ဘယ်လိုဖြစ်လာလဲဆိုတော့အာကီလီစ်ကိုသူ့အမေကဒီသူများတက်လို့မတရားဘူးဆိုပြီးတော့သူကဒီပေါ့အဲ့ခစ်တုံးကပေါ့ဒါကတော့သူ့သားလေးကိုခြေထောက်ကနေကိုင်းနေညစ်သေးကိုအဲ့နှစ်တယ်ပေါ့နှစ်ပြီးတော့အဲ့မှာသူ့သားကတကူလုံးကအဲ့ဒီနှစ်ထားတဲ့နေရာကိုတော့သူများတက်လို့မသိနိုင်ဒါပေမဲ့သူ့အမေကိုင်းတာခြေထောက်နေရာလေးကဒီခြေချင်းဝင်နေရတဲ့အောက်ပိုင်းမှာခြေဘဝထိကသူ့ရဲ့အားနည်းဆုံးနေရာဆိုတာဖြစ်သွားတယ်အဲ့ဒီထဲမှာဆိုရင် Paris က Achilles ကိုအနိုင်ယူသွားတဲ့ဟာအဲ့မှာတေချာတော့ကိုရိုက်ထားတယ်တော့ဒီဇလန်မှာဆိုကျွန်မသိချင်တာပေါ့ဒီ try မျိုးကြီးက12ရာစုနှစ်ကောက်ကတော့တကယ်ကိုပဲပျက်စီးသွားတယ်ဆိုတော့ဟာပေါ့တိုက်ခတ်ခံရတယ်ဆိုတာဟာရှိတယ်ဒါပေမဲ့ဒီဇလန်ကတကယ်အစ်စ်မှန်လားဆိုတော့မဟုတ်ဘူးဒိုတန်နာရီကိုမှပါဇက်ရကိုကိုယ့်ရဲ့ဇလန်တွေထပ်ခေါ်ထားတာပေါ့နော်အဲ့ဒီဇလန်မျိုးဖြစ်နေတယ်အနက်ဖျားတွေကိုကိုယ်ွယ်တဲ့ဘေးနာအကြံပေးတွေကြောင့်လို့ဒီ try ကြီးရပေါ့နော် try နိုင်ငံမျိုးတော့ကြီးအကြရှုံးသွားရတယ်ပေါ့နော်ဘာလို့ဆိုတော့သူတို့ဒါရန်သူ short တက်တယ်ရပေါ့နော်ဆိုတော့ဟိုတောက်ွယ်အကြောင်းအရာရှိပါသေးတယ် Brad Pitt နဲ့ဒီ Aries Banner နဲ့ကစီဂျင်တိုးတဲ့သူကိုခံဖြစ်ရလေ Achilles နဲ့ဒီ Hector နဲ့စီဂျင်တိုးတဲ့အခါမှာဆိုရင်လူစားမထိုးကြဘူးပေါ့ဒါပေမဲ့သူတို့ချင်းကြော်စားလုပ်ကြပါလဲဆိုတော့တယောက်နဲ့တယောက်ခပ်ပွားထိမိ$50ခက်ကြမ်းကြမ်းထိမိ100ပေးရမယ်ဆိုပြီးတော့သူတို့အဲ့ဟာကိုရိုက်ကြတဲ့အချိန်မှာဘယ်သူကဘယ်လိုကြော်လိုက်ရတဲ့အချိန်မှာလဲဟုတ်ကဲ့Brad Pitt က Aries Banner ကို$950ရောလိုက်ရပါတယ်Aries ကတော့ Brad Pitt ကိုလုံးဝမရောလိုက်ရဘူးပေါ့နော်အဲ့ဒါတော့ဒါနောက်ကိုရအကြောင်းတရားလေးပေါ့ဒီ Odyssey ကိုကျွန်မအရင်ကြည့်ချင်နေပါပြီဘာလို့လဲဆိုတော့နိုလန်ကိုအရင်ကြိုက်လို့ပါနိုလန်ထဲမှာဘယ်လောက်ကုန်ရခံထားရဲဆိုလဲသိရတယ် CGI နဲ့သူလုံးဝမသုံးနဲ့ဘူးလို့မှပြောလို့ရတယ်ပေါ့နော်နောက်ပြီးသူကြိုက်ထားတဲ့ကင်မရာတွေရဲ့ကုန်ရစိတ်တွေနဲ့တော့ကျွန်မအဲ့ကောင်အရင်ကြည့်ချင်နေပါပြီအဲအကြောင်းဒီ try ကောင်ကိုကျွန်မကြည့်လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါ